မင်္ဂလာပါရှင်နဲ့တော်ရဲ့ Eternal Wedding Showcase အစီအစဉ်1ကြီးကနေကြိုဆိုပါရရှင် Eternal Wedding Showcase အစီအစဉ်1ကြီးကိုတော့6လပိုင်း6ရက်နေ့ကနေ6လပိုင်း30ရက်နေ့ထိကျမပြုလုပ်ပေးနေတာဖြစ်ပါတယ်နော်။ကဲမင်းကဒီတစ်ခေါက်တော့နော်ဒီလိုမျိုးဗရက်ကြီးရယ်လက်ကောက်ကြီးရယ်နဲ့မိတ်ဆက်ပေးခြင်းနဲ့မင်းတို့ရှင်နဲ့တော့ Eternal Wedding Showcase အစီအစဉ်ကြီးတွေကအဆက်လေးပေါ့နော်ဒါလေးဆိုလို့ရှိရင်ကြတော့မင်းတို့15ဘိန်းရင်နဲ့ခက်လုပ်ပေးထားတယ်ပိန်းရွက်ပရက်နဲ့ပိန်းရွက်လက်ကောက်လေးဆိုလို့ရှိရင်လည်းရွှေချင်းက2ချက်သားကျော်เนาะ2ချက်သားကျော်တို့မျိုးတခွင်းလုံးပတ်လေเนาะတခွင်းလုံးပတ်လေလေးเนาะတခွင်းလုံးပတ်လေလေးကိုမှဒါလေးဆိုလို့ရှိရင်ကြတော့အရန်ထည့်တယ်ပေါ့เนาะ2ချက်သားကျော်တယ်ဒါလေး2ချက်သားကျော်တယ်ဒီမှာဒီလိုမျိုးဘယ်ဘက်ကိုပဲလဲလှရတဲ့ဒီဇိုင်းလေးပတ်တာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဝိကချုပ်ကလည်းရမ်းဆင်ပြေပါတယ်ဒါလေးကတော့2ချက်သားလေးပါเนาะပတ်တာလက်ကောက်ဒီလိုမျိုးလေးပတ်တာလေးတွေတို့လေးလှည့်ပြီးတော့ဝိကရပါเนาะဒါလေးကကြာလက်ကောက်လေးတစ်မျိုးလေးဝယ်လဲရရเนาะဒီ15ဘိန်းရေထည့်ရောကြာတော့မလို့အရောလက်ခောက်မှာမို့ဒီပြော10%ကနေ20% short ပေးမှာဖြစ်ပါတယ်เนาะဒါလေးကတော့လက်ကောက်လေးပါရှင်15ဘိန်းရေရွှေသားတယ်လက်ကောက်เนาะဗရက်လေးကလည်းအရန်ကိုမှထဲပါတယ်ဗရက်လေးကကြာဒီမှာကြည့်မှာเนาะဒီမှာကိုရောင်မှာမမြင်ရတော့ကိုရောင်မမြင်ရတော့ကိုရောင်မပေါ်တော့ဘူးเนาะဗရက်ကြီးဘယ်လောက်ကြီးလဲဆိုကင်မရာနဲ့ပြေသွားလို့ဒီဥစ္စာလေးကကြာတော့15ဘိန်းရေရွှေသားတယ်ဗရက်เนาะဒီမှာအနီကပ်လေးပြပေးထားတယ်ဂုံစိုးကကြာတော့လေဒီမှာဂုံစိုးကကြာတော့လေအသက်လေးကိုလေးလုပ်လို့ရတယ်မင်းတို့ဒီအတိုးလျှော့ပေါ့เนาะကိုကအကတ်ဝစ်ချင်တယ်ဆိုလို့ရှိရင်အကတ်ဝစ်လို့ရတယ်ကိုကဒီလိုမျိုးကျိုးရှိအပြည့်တိုင်းဝစ်ချင်တယ်ဆိုလို့ရှိရင်ဝစ်လို့ရတယ်ရွှေချိန်အားဖြင့်ဆိုလို့ရှိရင်တော့ရွှေချိန်3ချက်ရှိပါတယ်เนาะဒါလေးကရွှေချိန်3ချက်ကျော်ပါတယ်ရွှေချိန်3ချက်မှတည်ရှိရယ်အခုမေပြပေးထားတဲ့ဒီလိုမျိုးပိန်းရွက်လက်ကောက်လေးနဲ့ကျိုးလေးနဲ့ကိုအားပေးချင်တယ်ဆိုလို့ရှိရင်ရွှေတော့ဆိုင်ခွဲအားလုံးနဲ့ online shop မှာလာရောက်ဝယ်အားပေးလို့ရတယ်လို့เนาะ online မင်းတို့ဒီ site မှာလည်းကိုယ်တိုင်ကိုကြလာပြီးတော့အားပေးလို့ရပါတယ်เนาะတယ်လို့ site မှာကိုယ်တိုင်ကိုကြအားပေးချင်တယ်ဆိုလို့ရှိရင်ကြတော့ဒီပရလေးနဲ့ဒီလက်ကောက်လေးက16လထိတ်ကရွှေတော့ဆိုင်ခွဲကြီးမှာလာရောက်ဝယ်အားပေးလို့ရပါတယ်ရှင်